ဒီနေ့ကျွန်တော်အရန်လာတဲ့ coffee ဆိုင်လေးတစ်ခုကိုတငယ်ချင်းနဲ့အတူရောက်ခဲ့ပါတယ်ဒီ coffee ဆိုင်လေးရဲ့နာမည်က Library Cafe ဖြစ်ပါတယ်သူကရန်ကုန်စာကြည့်တိုက်ရဲ့အောက်ဆုံးတက်မှာဒီဇိုင်းဟိုးပေါ်ဆုံးတက်မှာဒီဇိုင်းနှစ်ဆိုင်ရှိပါတယ်အပေါ်ဆုံးတက်ကိုကျွန်တော်တို့ဒီတက်လေးကားလေးနဲ့တက်မှာပါနော်ဒီတက်လေးကားပုံမှန်ကျွန်မဒီကာတွန်းလေးလမ်းကြောင်းဆိုင်ဘုတ်ကလေးတွေ့ပါလိမ့်မယ်နော်ဒီကာတွန်းလေးတွေက Library Cafe ကကျွန်တော်အထားတဲ့ကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့ကာတွန်းလေးတွေပါဒါချစ်ဖို့ကောင်းတယ်နော်အလုံးမနဲ့အပေါ်ဆုံးတက်ကိုကျွန်တော်တို့တက်လာခဲ့ပါတယ်အပေါ်ဆုံးတက်ကိုတက်ချင်မှလည်းတော့တအားလာတဲ့ပုံအကြီးတွေကတ်ထားတယ်အဲ့နာမှာတပုံလေးရိုက်လို့ရတယ် themes လေးက1990ခုနှစ်လောက်ကပုံစံလေးပေါ့နော်ချီပီလေးတွေရမ်းချစ်ဖို့ကောင်းတယ်အစာကြည့်ရင်လည်း coffee တောက်လို့ရတယ်ဆိုပုံစံမျိုးလေးပေါ့နော်နေရာလေးရလည်းတအားလာတယ်တပ်ပုံရရင်တအားလာမဲ့နေရာလေးဖြစ်ပါတယ်အပေါ်ဆုံးတက်ကတော့အရန်လေးဝင်တွေတက်ကောင်းပြီးတော့ညဆိုတော့ပိုလာမယ်ထင်ပါတယ်အခုကြည့်လိုက်တဲ့အချိန်မှာနေရာအကျယ်ပဲပြီးတော့ဒီဖွင့်ပွဲနေ့မနေ့ကဖွင့်ပွဲပေါ့နော်ဖွင့်ပွဲမှာဒီကတ်ထားတဲ့ပုံလေးတွေ့ရပါတယ်အဲ့မှာကျွန်တော်တပ်ပုံရိုက်ကြတယ်မနေ့ကကျွန်တော်ကိုဒီကကိုမျိုးကဖွင့်ပွဲလေးဖိတ်ထားရပေါ့နော်ဖွင့်ပွဲဖိတ်ထားပေမဲ့ကျွန်တော်ကဒီစာကြည့်ရတဲ့ဝင်မပုံတင်နဲ့ဝင်ရတယ်လို့ပြောလို့မပုံနေကြတယ်လို့ကျွန်တော်ပြန်ယူပြီးတော့နောက်တစ်ခေါက်ပြန်ထွက်တော့အားနောက်ကျနေရတယ်မနေ့ကမှပဲလာခဲ့တော့မယ်ဆိုတော့အကုန်မလာခဲ့တာပါဆိုင်ကတော့ကြကြဝန်းဝန်းနဲ့တအားထိုင်လို့ကောင်းပါတယ်နော်ပြန်နေရာတိုင်းမှာလို့ကတ်တုံးပုံလေးချစ်စရာလေးရှိတယ်ဒီနေ့ကသူကမနေ့ကမှပွဲလုပ်ထားတယ်ကျွန်တော်ကလည်းရောက်သွားတာအစောကြီးဆိုတော့နည်းနည်းတော့အလောက်ရှုံနေကြပါတော့ပြီးတော့စာအုပ်စင်လေးလည်းရှိတယ်ကဘာကို coffee လေးတောက်ပြီးတော့စာအုပ်ထိုင်ဖတ်လို့ရတယ်ပေါ့နော်တကယ်ချင်း3လေးရောက်သွားမလားဒါမှမဟုတ်ရှင် meeting လေးလုပ်မလားပေါ့ဥမာကျွန်တော်ဆိုလို့ရှိရင်ဒီဝတ္ထုစာအုပ်နဲ့ပတ်သက်တဲ့ meeting လေးအဲ့လိုမျိုးပေါ့နော်ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ meeting လေးလုပ်မလားပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ဒီနေရာလေးကတအားအဆင်ပြေနေရတယ်ပါစာအုပ်တွေလည်းအများကြီးထားပေးထားတယ်ကျွန်တော်စာအုပ်တွေလည်းဒီကိုလာပြီးတော့ထားပါအောင်မယ်ဆိုင်လေးကတအားလှတယ်ပြီးတော့လို့ရှိရင်သူအစားတောက်တွေလည်းရတယ်အစားတောက်တွေရတယ်ကျွန်တော်ကတော့ seafood ထမင်းကြော်မစားခဲ့ပါတယ်တကယ်ချင်း share ဆွဲနေပါပြီအားလုံးစားလဲစားပြီးတော့ကျွန်တော်တပ်ပုံလေးရိုက်ပြီးတော့ကျွန်တော်တို့ပြန်လာခဲ့ပေါ့နော်ဒီဆိုင်လေးကရန်ကုန်စာကြည့်လိုက်တဲ့အပေါ်ဆုံးမှာရှိတဲ့ Library Cafe ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်တကယ်ချင်းနဲ့အတူတူအေးစစ်စစ်လေးတွားပြီးတော့စားတောက်လို့ရတယ်စားတွေဖတ်လို့ရတယ်အထက်မှာလည်းအဲကောင်ကအေးစင်းစင်းလေးနဲ့နေလို့ကောင်းပါတယ်အရန်လာတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာ